မျိုးသားပေါင်းများစွာရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တဲ့ဒီအပြာရောင်ဆေးလုံးလေးဟာတကယ်တမ်းကျတော့စိပညာလောကရဲ့မတော်တဆတွေ့ရှိမှုကြီးတစ်ခုဖြစ်တယ်ဆိုတာကိုဘယ်သူကထင်မိမှာလဲဒီဆေးတစ်လုံးတောက်လိုက်တာနဲ့အမျိုးသားပေါင်းများစွာကိုယုံကြည်မှုပြန်လည်ရရှိစေပါတယ်ဒါဆိုရင်တစ်နှစ်ကိုဝင်ငွေ1.3 ဘီလီယံလောက်ရှာပေးနေတဲ့ဒီဆေးရဲ့နောက်ွယ်ကလျှို့ဝှက်ချက်ကဘာများဖြစ်မလဲပထမဆုံးအနေနဲ့Viagra နဲ့လိန်စိတ်ကြွဆေးတွေကိုမရောထွေးလိုက်ပါနဲ့ဒီနှစ်ခုကမိုးနဲ့မြေလိုကွာခြားပါတယ်လိန်စိတ်ကြွဆေးဆိုတာကခန္ဓာကိုယ်ကိုအတင်းအဓမ္မဖိအားပေးပြီးတော့ခိုင်းစေတာမျိုးဖြစ်ပါတယ် Viagra ကတော့အတိုင်းအတာတစ်ခုအထိအကောင်းဆုံးပံ့ပိုးပေးမှုတသက်ပဲဖြစ်ပါတယ်အုံနောက်ကနေဆန္ဒရှိကြောင်းအချက်ပြလိုက်တဲ့အခါမှာတော့သူကတိကျတဲ့ရင်သိမ်းရဲတယောက်လိုမျိုးသွေးတွေကိုလိန်တန်အတွင်းကသွေးအိတ်တွေစီကိုဖြည်းချင်းနဲ့စီးဆင်းပြီးတော့မှုန့်တဲ့ကြွက်သားတွေကိုပြေလျော့သွားစေတာပါအတင်းအဓမ္မလုပ်ယူတာမျိုးမဟုတ်ပဲတဘာဝအတိုင်းစီးဆင်းစေတာကြောင့်မလို့အမျိုးသားတွေရဲ့ကယ်တင်ရှင်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ Viagra မပေါ်လာခင်ခေတ်တုန်းကတော့မျိုးသားတွေကသူတို့ရဲ့ပြောပြရခတ်တဲ့ပြဿနာတွေကိုဖြေရှင်းဖို့ကိုယ်ခန္ဓာကိုစမ်းသပ်ခန်းတစ်ခုလိုသဘောထားခဲ့ကြပါတယ်ဥပမာရှေးဟောင်းအီဂျစ်လူမျိုးတွေဆိုလို့ရှိရင်မမ်မီရုပ်အလောင်းတွေကိုအမုန်းကျိတ်ပြီးရေဖြောတောက်ခဲ့ဘူးသလိုဥရောပအလဲခေတ်တုန်းကဆိုရင်လည်းတေတံကြခံရတဲ့လူတွေရဲ့တုပ်ရည်ကနေပေါက်လာတဲ့ Mandrake အပင်မြစ်တွေကိုသုံးခဲ့ကြတယ်လို့ဆိုပါတယ်ကြားလိုက်တာနဲ့စက်သိမ်းထားစရာကောင်းတဲ့ဒီနီလန်းတွေရဲ့နောက်ွယ်မှာတော့ရာစုနှစ်ပေါင်းများစွာအမျိုးသားတွေရဲ့ဖွင့်မပြောရတဲ့အားငယ်မှုနဲ့မျောလင်းချက်မဲ့မှုတွေရှိနေခဲ့ပါတယ်20ရာစု60ပြည့်နှစ်လွန်တဲ့ချိန်မှာတော့လေစုပ်ပန့်ကရိယာတွေပေါ်လာပြီးယူပဗေဒသဘောတရားအရလိန်တန်တွေကိုသွေးရောက်အောင်စုပ်ယူဖို့အတွက်စ조사ခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အလုရှုပ်သလိုတစ်ခါတလေအစွမ်းပြလိုက်မပြလိုက်နဲ့ဖြစ်နေခဲ့တာပါသုံးဖူးတဲ့သူတွေကတော့ဒါဟာညှင်းပန်းနှိပ်စက်ခံနေရတာနဲ့တူတယ်လို့တောင်ပြောကြပါတယ်သွေးဆိုတာပိုက်မာမာတွေလိုအတင်းတိုးပို့ရမှာမဟုတ်ဘဲနဲ့တဘာဝအတိုင်းစီးဆင်းစေရမှာဖြစ်ပါတယ်မားရင်သွားတဲ့နှလုံးရောဂါကုသဆေးစမ်းသပ်မှုတစ်ခုကနေစတင်ခဲ့တာပါသိပ္ပံပညာရှင် Fritz Murat ကတော့ nitric oxide ကသွေးကြောတွေကိုကျဲစီတယ်ဆိုတာကိုတွေ့ရှိခဲ့ပြီးနှလုံးသွေးကြောချင်းရင်ပတ်အောက်ယောဂါကုသဖို့ဆေးအသစ်ကိုထုတ်လုပ်ခဲ့တာပါဒါပေမဲ့လက်တွေ့စမ်းသပ်တဲ့အခါမှာတော့ရလက်ကမကောင်းခဲ့ပါဘူးထူးဆန်းတာတစ်ခုကဒီဆေးစမ်းသပ်ခံရတဲ့မျိုးသားတွေဟာစီကံဖောက်ဖျက်ပြီးဆေးတွေကိုပြန်မပေးဘဲနဲ့ခိုးဝှက်သိမ်းဆည်းခဲ့ကြတာပါတေချာစုံစမ်းကြည့်လိုက်တော့မှဒီဆေးကနှလုံးရောဂါအတွက်အသုံးမဝင်ပေမဲ့မျိုးသားတွေရဲ့စွမ်းဆောင်ရည်ကိုတော့ပြန်လဲနိုးထားစေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီလိုမတော်တဆဖြစ်ရက်ကနေတဆင့် Viagra ဆိုပြီးပေါ်ပေါက်လာခဲ့တာပါအမျိုးသားကျန်းမာရေးတမိုင်းကြောင်းကိုလည်းလုံးဝပြောင်းလဲပစ်လိုက်နိုင်ခဲ့တာပါသူကဇီဝကမ္မပြဿနာကိုဖြေရှင်းပေးုံသာမကလိန်ကျန်းမာရေးအကြောင်းပြောဖို့ဆိုရင်ရှက်ရွံ့နေတဲ့အစင်လာတွေကိုပါချိုးဖျက်ပေးလိုက်နိုင်ခဲ့တာပါကဲဒီလောက်ဆိုရင်သင်လဲနားလည်ပြီလို့ထင်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်